အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူကြပါစေ The Weight of Man United ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါ Manchester United အသင်းဟာစနေနေ့ညမှာကျွန်တော်ကန်သွားမှာလည်းဖြစ်တယ်။ဘာပွဲလဲဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်ပွဲကြိုသုံးသက်ချက်လေးတင်ပေးထားတဲ့ Manchester United အသင်းနဲ့တစ်ဖက်က Brighton အသင်းတို့ကကန်သွားမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ညကြမှာဒီ line နဲ့ထွက်လာတဲ့အချိန်ညမှာ analyze လုပ်လို့ရှိရင်ကြတော့ကျွန်တော်နည်းလေးကတိလို့ပေါ့နော်။ကျွန်တော်တခြား channel လေးရှိသေးတာဆိုတော့နည်းလေးကတိလို့ကျွန်တော်ကြိုပြီးတော့ဒီဖြစ်နိုင်ခြေရှိတဲ့ possibility line နဲ့တစ်ခုကိုကျွန်တော်ကဆွေးနွေးသုံးသပ်ပြီးတော့မှလည်းဖြစ်ပါတယ်ကျွန်တော်လည်းဒီ video ဆုံးနဲ့ဒီ like ကြည့်ဖို့တော့မျှော်လင့်ပါတယ် view လေးကိုပဲစိုက်တော့ဆိုတော့ကျွန်တော်ဒီ line up ကိုဆိုလို့ရှိရင်တော့ဖြစ်နိုင်ခြေအရှိဆုံးကဘာလဲဆိုလို့ရှိရင်တော့ full mock ကပေါ့နော် full mock ကနေပြီးတော့ဖြစ်နိုင်ခြေအရှိတဲ့ line up ကိုကျွန်တော်ဆွေးနွေးသုံးသပ်ပြီးတော့မှလည်းဖြစ်တယ်ကျွန်တော်အခုဒီမှာပြောနေနေတဲ့ဘေးမှာလည်းပုံလေးထိုးထားပြီးမှဆိုတော့အဲ့အနေကြည့်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းဆွေးနွေးလို့ရတာပေါ့နော်ဆိုတော့ပထမဦးဆုံးဂိုးသမားနေရာနဲ့ပဲစလိုက်အောင်ဂိုးသမားနေရာနဲ့မစခင် line up နဲ့ပဲအရင်စပြောမယ်ပေါ့နော်ဆိုတော့ဒီ full mock မှာခံမှန်းထားသလိုပဲဒါ 3-4-2-1 ပုံစံနဲ့ပဲ Manchester United ကပေါ်ထွက်လာဖို့တော့များတယ်ဘာလို့လဲဆိုတော့ဒါ Ruben Amorim ရဲ့စိတ်ကြိုက် formation ဖြစ်တော့ကြောင့်အဲ့ဒီတိုင်းပဲပေါ်ထွက်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဂိုးသမားနေရာနေစပြီးတော့ပြောလိုက်အောင်ဂိုးသမားနေရာစပြောရမယ်ဆိုလို့ရှိရင်တော့ Sunny Lemans ကိုဒီ full mock မှာဒါပွဲထုတ်ထားတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း Sunny Lemans ပဲဖြစ်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ Sunny Lemans ပဲအခုချိန်မှာက reliable အဖြစ်ဆုံးနဲ့ responsibility အကောင်းဆုံးပေါ့နော်ပြီးတော့ဂိုးသမားတယောက်မှာရှိသင့်ရှိတိုက်တဲ့ aura ကLemans မှာအပြည့်ရှိရလို့ပြောလို့ရတယ်အဲကြောင့်မို့ဂိုးသမားနေရာမှာဆိုတော့ကျွန်တော်ကတော့ Lemans ပဲပေါ်ထွက်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်နောက်တန်း3ယောက်နေရာမှာတော့ဒီ full mock မှာတော့ဒီ RCB နေရာမှာဒီလစ်ကိုထည့်ထားပြီးတော့ CCB နေရာမှာက Maguire ပေါ့နော်ပြီးတော့ဒီ LCB နေရာမှာဆိုလို့ရှိရင်တော့ Luke Shaw ကိုတုံးထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီဟာကိုကြည့်ချင်းအပြင်ဆိုလို့ရှိရင်တော့ Harry Maguire ကိုတော့သူကဆက်ပြီးတော့တုံးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ဆုံးဗီဒီယိုတင်ထားပေးတာရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင် Harry Maguire ကဒဏ်ရာပြဿနာအနည်းငယ်လေးရှိနေတယ်ဒီနေ့မှပဲပါနိုင်လားမပါနိုင်ဘူးလားဆိုတော့တေချာသိရမယ်လို့ပြောထားတာလေးလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်အမြင်အရပြောရမယ်ဆိုလို့ရှိရင် Harry Maguire ပါဝင်လာဖို့ဆိုတာအရင်တော့မတေချာသေးဘူးဆိုတဲ့အနေအထားမျိုးလေးမှာရှိမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့အဲ့နေရာမှာကျွန်တော်ကတော့ Harry Maguire နေရာမှာဘယ်သူ့အထည့်ကျင်လဲဆိုလို့ရှိရင်တော့ဒီလစ်ကို Harry Maguire နေရာမှာထားပြီးတော့ဒီလစ်ရဲ့နေရာမှာဆိုလို့ရှိရင်တော့ဒါ Lany Yoro ထားတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးတော့ကွင်းလေ၄ယောက်တန်းနေရာကိုကြည့်မယ်ဆိုလို့ရှိရင်တော့အလဲ2ယောက်နေရာမှာ Casemiro နဲ့ Bruno ကိုတုံးထားတယ်ပေါ့နော်ကျွန်တော်တို့လည်းအဲ့တိုင်းပဲထင်တယ် Casemiro နဲ့ Bruno ပဲတုံးလာဖို့များတယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ပြီးတော့တစ်ဖက်တစ်ချက်ပေါ့နော်ဘယ်ညာတစ်ဖက်တစ်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ right wing မှာဆိုလို့ရှိရင်တော့ Ahmed ကိုထားပြီးတော့ left wing မှာဆိုရင်တော့ဓာတ်လောက်ထားတဲ့ပုံစံမျိုးလေးကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော်ထင်တာတော့ဓာတ်လောက်နေရာမှာဒီဒေါ်ဂူကိုထည့်လာတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲတော့ကလည်းဒေါ်ဂူကပွဲချိန်အနည်းငယ်လေးပဲကစားခွင့်ရခဲ့တာဆိုတော့အပြောင်းလဲအနေနဲ့ညာဘက်ချမ်းမှာတော့အာမက်ကိုပဲထားမှာဖြစ်ပေမဲ့ဘယ်ဘက်ချမ်းမှာဆိုရင်တော့ပက်ထရစ်ဒေါ်ဂူကိုထည့်လာတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ပြီးတော့အရှိရဒီ2ယောက်တန်းနေရာမှာဆိုလို့ရှိရင်တော့နံပါတ်10ရိုး2ယောက်နေရာမှာဆိုရင်တော့ဒီဖူမော့မှာတော့ဒီမာတီယက်စ်ကူညာနဲ့ဘရိုင်အမ်ဘူမိုနဲ့ကိုပဲဆက်ပြီးတော့တုံးထားတယ်ပေါ့နော်။ကျွန်တော်အမြင်ရဆိုလို့ရှိရင်ဒီ2ယောက်ပဲပွဲထွက်လာမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့အစာတုံးကဆိုလို့ရှိရင်တော့မေဆန်မောင်းတို့ဘာတို့ကျွန်တော်တို့ကထည့်ကျင်တယ်ဗျဥမာထားပါတော့မာတီယက်စ်ကူညာကိုနံပါတ်ဒီ force 9နေရာကိုတင်လိုက်ပြီးတော့သူ့နေရာမှာမေဆန်မောင်းဝင်ကစားတဲ့ပုံစံမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တော့မနက်ကတင်ပြလိုက်တဲ့သတင်းထဲမှာဆိုလို့ရှိရင်မေဆန်မောင်းကအနည်းငယ်ဒဏ်ရာရထားတဲ့ဘာညာဆိုပြီးတော့သတင်းတွေကြားနေရတာဖြစ်တဲ့အတွက်ကြောင့်သူကပါဝင်လားမပါဝင်နိုင်ဘူးလားတိတ်မသေးကြသေးတဲ့အတွက်ဒါဖူးမော့မှာဆိုလို့ရှိရင်တော့မာတီယက်စ်ကူညာနဲ့ဘရိုင်အမ်ဘူမိုနဲ့ကိုပဲတွဲပြီးတော့ပွဲထုတ်ထားတဲ့ပုံစံမျိုးလေးတွေကျွန်တော်တို့တွေ့ရတာပေါ့နော်ဒီတိုင်းပဲဖြစ်လာမယ်လို့ကျွန်တော်ကထင်တယ်အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်တော့တေချာပေါက်အထောင်တက်စီမူနေရာမှာတော့ဒါ Benjamin Sheshko ကိုပဲပွဲထုတ်မဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း Benjamin Sheshko ကိုပဲပွဲထုတ်ထားရဖြစ်တော့ကျွန်တော်ကတော့ဒီ line နဲ့အတိုင်းပဲထွက်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်ဖြစ်နိုင်ရှိတာ2နေရာလောက်တော့အပြောင်းလဲလုပ်ကောင်းလုပ်နိုင်တယ်ဘယ်နေရာလဲဆိုလို့ရှိရင် Harry Maguire ရဲ့နေရာမှာဒါ Lany Yoro နဲ့ Dylan နဲ့ပြောင်းသွားတဲ့ပုံစံမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့ဒီ Patrick Dorgu ကဒီဒါ Diego Dalot နေရာမှာပါလာတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ထင်မြင်မှုယူဆမှုလေးကတော့ possibility line နဲ့ကအဲ့လိုပုံစံမျိုးလေးဖြစ်လာမယ်လို့ထင်တယ်လူချင်းမင်းတို့ဆိုလို့ရှိရင်အခုလက်ရှိပြောသွားတဲ့ United ရဲ့ line နဲ့မှာဆိုလို့ရှိရင်ဘယ် line နဲ့ကိုနည်းနည်းလေးအောက်ပြီးတော့အပြောင်းလဲလုပ်ချင်လဲကျွန်တော်တို့ကတခုထည့်တွက်ရမှာကျွန်တော်ဒဏ်ရာပြဿနာတချို့ကစားသမားတွေရှိတဲ့အတွက်ကြောင့်အဲ့ဒါတွေကိုကျွန်တော်ထည့်ပြီးတော့မတွက်ထားဘူးပေါ့နော်ဆိုတော့ဘယ်လိုမျိုးထင်မြင်စားမိရလေးရှိလဲဘယ်လိုပေါ်ထွက်လာမယ်လို့ထင်လဲ result ကရောကျွန်တော်နောက်ဆုံးပွဲကြိုသုံးချက်မှာတင်ပေးထားသလိုပဲဖြစ်မယ်လို့ထင်လားအပြောင်းလဲဖြစ်မယ်လို့ထင်လားဘယ်လိုမျိုးထင်မြင်စားမိရလေးရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့မှန်ခဲ့ပြီးလို့ရပါတယ်ကျွန်တော်ရဲ့ channel လေး video လေးကြိုက်တဲ့ဆိုလို့ရှိရင် like and subscribe like and follow နေပြီးကူညီခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြာမှာပြန်နေသွင်းကြတာပေါ့